ဖဲချမင်းဆက်စကိုကိုဂျင်းမာလို့ပြောမဲ့လူရှိကြတယ်လားအားလုံးပဲမင်္ဂလာပါဗျဖို့ဘောဟန်ဖမ်မလီမှနေပြန်လေပြီးရကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တစ်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့လူတွေကဆိုရင်တော့ဆက်စကိုကိုအတုံးမကြဘူးဂျင်းမာဆိုပြီးတော့ပြောကျင်နေကြရဲဗျတကယ်တမ်းတော့မိုက်ကယ်ကာရစ်ကိုအမြဲတမ်းနီးပြခန့်ဖို့ပြောနေတဲ့နောက်ွယ်မှာဆိုရင်တော့ဆက်စကိုကအဓိကအကြောင်းရင်းပါပဲတိချာပြန်သွေးကြည့်ရရင်တော့ဖူဟန်နဲ့ပွဲမှာတည်ကြနေတဲ့အချိန်မှာဆိုရင်နာကျင်အချိန်ပေါ်မှာအနိုင်ကိုတူးယူပေးသွားခဲ့တယ်ဝဟန်နဲ့ပွဲစဉ်မှာဆိုရင်တော့ရှုံးတော့မဲ့အချိန်ရောက်နေပြီနာကျင်အချိန်ပေါ်မှာဆိုရင်တော့ချီပါကိုတွင်းယူပေးသွားခဲ့ဗျအေဗာတန်နဲ့ပွဲမှာဆိုရင်လည်းတည်ကြနေတဲ့အချိန်မှာဆိုရင်တော့အနိုင်ကိုတွင်းယူပေးခဲ့တယ်လို့ပဲလီနဲ့ပွဲမှာဆိုရင်လည်းအတင်းအတွက်အရေးကြီးတဲ့တွင်းကိုတကူကိုလည်းတွင်းယူပေးခဲ့ရဗျတူတယောက်ထဲရဲ့ဆွဲဆောင်ရည်နဲ့တင် United တို့အခုလိုအဆင့်တုံးနေရာထိကိုရောက်အောင်ပို့ပေးခဲ့တာပါသူ့ကိုအတုံးမကျဘူးလို့ပြောနေတဲ့လူတွေကဆိုရင်တော့ဖြင့်သူ့ကိုဝယ်ခဲ့တာမှားခဲ့ပြီလို့ပြောတဲ့လူတွေကဆိုရင်တော့ယခုချိန်မှာဆိုရင်တော့ပြောနေလားဆိုတာကျွန်တော်တို့တွေပြန်ပြီးတော့ကြည့်ကျင်နေမြ